ตัวในงานที่ติขอเดี๋ยวมีอันกอลรามีต้นจาง AMP 1990 election MP อัตย์มีทางเลี้ยนเปล่าค่ะอันสอมZRA หวยตัววลุดกอลรามี1990 election ท่านHello. เล่นมันฮีทิลท่าตุกสิปีมิค่าไม่สักไกชิมดูมีเช่สิตัวเลี้ยวฮิตจูจะเลยลงทุนนะကဲဒီနေ့ကတော့မြန်မာလူနဲ့တော့တိတ်မပြုတ်ရှင်ဘူးပေါ့နော်ဒါမဲ့တတင်းဒီမဟုတ်မမှန်တဲ့ဟာဒီပေါ်လာတဲ့ခါမှာကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့လူမျိုးတွေရဲ့နားလေသဘောပေါက်အောင်ပေါ့ကိုမိခင်ဘာသာစကားမဟုတ်ပြီမဲ့ဒါဗမာလူကတော့တတ်နိုင်ဆုံးတော့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာဟောပေါ့မဟုတ်မမှန်ဒီတဲ့ဒီလွန်းပြီးတော့ဇုံမီနဲ့ပတ်သက်ပေါ့ ZRA နဲ့ပတ်သက်ဒီတချို့ဒီကဘယ်တော့တီဆောက်ပြီးတော့ဘာကြီးမန်ရှဲဒီဘာကြီးရှိလဲဆိုတာမတိပဲနဲ့အဝေးကနေဝေဖန်ပြီးတော့နစ်ဒီဘာဒီလွှဲပြီးတော့fundraising ရှာတဲ့ခါမှာဒါမတရားတဲ့အလုပ်ဆိုတာကျွန်တော်ဒီကနေပြောရှင်တဲ့အထူးသဖြင့်ဒီနေ့ကျွန်တော်ပြောရှင်တာကကျွန်တော်တို့ဇုံနာထားခဲ့မှာပေါ့ဝရငိုဒေါက်တာရိုးရင်းကပေါ့ရိုးရင်းကပြောတဲ့ ZRA ဖြစ်ပေါ်လာပုံက
သူပြောတဲ့ຢာကတခုမှမမှန်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့တတ်နိုင်ဆုံးတော့ဖြေရှင်းရမှာပဲအခုကနားထောင်ကြည့်ကြအောင်သူပြောတဲ့ZRO ဖြစ်ပေါ်လာပုံကakan free to ball ni atuli o baka jauh nan mani kai changu ya bangkan atop asen kan purun thakam andir mesi zai chada anak dir tia chun kuki Manipur rami kuki le naga kha he te ani to kumkha rong ani do Manipur ra he ame khan kuki ni paite pol kha nan ni kuki nan sibe kuki raklu tu kuki rakap long raktuan naga kan do ti lai an titika paite pol ni khin kan ni kuki kan silo statement te han thok naga kan ka kholo nan ma he pongen kuki kan silo titika kuki nan silo achun kan ral pe nan si chu kan ral naga kap ding nan du lo achun nan te kuki le paite kha ani kap chang paite khwa kha kuki militant pol de an ur an khang khatika Churachandpur lamka hogi ummi paite pol ni khan zaizong asyate ZRO andir be Zomi Revolution Organization ZRA Army andir atin khaisa songgui te pol kha andir zaizong asya khoi tu tha kan ngei lo an kan khoi tu nangan ji ati kho de mi anti Kolrami Tonzang MP 1990 election MP ataymi thanglien pau kha an som ZRA khwaitua avalut Kolram in 19 okay ဒီလောက်ဆိုရင်တော့နားလေတဘောပေါက်ချက်မလို့ရှင်လေဒါပြီးမဲ့ဒါကကိုအရှိတရားအမှန်တရားကိုလုံနေတဲ့လူကိုအင်တာဗျူးမလုပ်ဘဲနဲ့ခင်ဗျားတို့နဲ့ခင်ဗျားတို့ကြိတ်တယ်လို့ပြောနေကြတာဆိုတာဒီချက်သဘောပေါက်ဖို့လိုတယ်ဒါ ZRO ဆိုတာကကူကီနဲ့ပိုက်တဲ့ပြဿနာဖြစ်လို့ပေါ်လာတာမဟုတ်ဘူးဆိုတာဒီကနေ့ကျွန်တော်နည်းနည်းပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကူကီနဲ့ဇုံမီပြဿနာဖြစ်တာက1990ခုမှာဖြစ်တာဒီZRO ဆိုတာက1993မှာဖြစ်တယ်ဆိုတော့ပိုက်တဲ့နဲ့ကူကီဒီလိုဖြစ်လာပြီးမှဒါဇုံမီ Unification Organization ဆိုတာပေါ်ပေါက်လာတာမဟုတ်ဘူးဆိုတာကိုကျွန်တော်နားမလဲတဲ့လူတွေကျွန်တော်ပြောရှင်းတယ်တချို့ဒီကတော့ဒါ ZRO ဆိုတာ India ဖြစ်ကနေဖြစ်တယ်ဘာညာပေါ့ဆွဆွေးမှုတွေအများကြီးကျွန်တော်ကြား online ပေါ်မှာကျွန်တော်တွေ့ခဲ့တယ်ဒါကIndia ဖြစ်မှာဆူတဲ့စကားကပြောရမယ်ဆိုရင်ဒါ ZRO ပေါ်ပေါက်လာကြီးကကျွန်တော်ပြောမယ်ဆိုရင် India ဖြစ်တာနေပေါ်ပေါက်လာမဟုတ်ဘဲနဲ့1993မှာသူတို့နာမည်ကြီးကျွန်တော်ဒီမှာနာမည်နဲ့လည်းရှိထားတော့ပူခိုင်ရဆုံပေါ့နော်ပူခိုင်ရဆုံပြီးရင်အခုလက်ရှိ ZRO President ဖြစ်တဲ့ပူထန်လျန်ပေါပေါ့ပူတွန်ဇခမ်ပူဝုံဆွမ်ထန်ပူတွလ်ခန်ဟောက်တို့အဲ့ဒီဖွေပြီးမှသူတို့ကကချင်ပြည်နယ်မှာတွားပြီးတော့မှဖားပြန့်ဇော်ကနေပေါ်ပေါက်လာတဲ့ ZRO ဖြစ်တယ်ဆိုတာကျွန်တော်ဒီနေ့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ CNF လည်းဖြစ်သူတို့ပုနောဆန်ကပ်ခေတုံးကသူတို့ကချင်ပြည်နယ်မှာတွားတယ်ဆိုပြီးမဲ့သူတို့ဟာအရင်ကချမ်ဖိုင်မှာရှိနေပါတယ်ဒါဆိုတော့အိန္ဒိယဖြစ်မှာလည်းဖြစ်နေတယ်မြန်မာလည်းပြောလို့ရတယ်အိန္ဒိယလည်းပြောလို့ရတယ်အဲ့ဒီ ZRO ဆိုတာကလည်းကချင်ပြည်နယ်ကနေပေါ်ပေါက်လာတာဖြစ်တယ်ဒါကြောင့်မလို့ဒီကူကီဘော KNO ဆိုတဲ့ဥစ္စာလည်းကချင်ပြည်နယ်ကနေပေါ်ပေါက်လာဖြစ်တယ်အဲ့ဒါအခုချိန်မှာကျတော့အိန္ဒိယဖက်ကနေဖြစ်တယ်ဘာညာကွိကောပေါ့ခင်ဗျားတို့ကြိတ်တယ်လို့ပြီးရင်လူတယောက်အနေနဲ့ဒီယူလူတွေပြောတာတော့ကျွန်တော်ကတော့ကိစ္စမရှိဘူးဒီတိုင်းပဲထားတယ်ဒါပေမဲ့ဒေါက်တာရိုဒင်းဆိုတာကျွန်တော်တို့ထက်ကဇုံနာထက်ကဝေငိုမျိုးတွေပေါ့ဝေငို
tu ka do trai san siawan bo doctor trai san siawan molo la matibus di tamai u kong kong ma pyo be ne ma ho de ha di sheu pyo ni ja da ka chuno ro tai pi ro a yin no a di dai be tha da chuno phan lai shin ja shin lo di ni ma ba su pi ro chuno di dai be tha khe da da pi me akhu a di dai tha lo ma ya khe bu tu ye ni ma mp sami su da le kali myu ma mp ja da ka chuno ro zo mi di de falam neအမြအဖြစ်ဟာခါဒီနဲ့သူတို့ voting မပြီးရင်သူ MP ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာသူသဘောပေါက်ဖို့လိုတယ်တယောဟောငေါအနေနဲ့ဂျီဇုံမီဆိုတာကိုတိုက်တာဆက်တောင်မှဒီဟာခါဘက်ကနေလူဒီနဲ့ပေါင်းပြီးတော့မှဒီဇုံမီဆိုတဲ့နာမည်ကိုအမြင့်ပြက်အောင်တိုက်မယ်ဆိုတဲ့စကားဆက်တောင်မှရှိစွေလုံးလုံးหนีပြီးတော့မှလှုပ်ရင်တော့သူတို့အတွက်တော့ဂျီမန်ချက်တော့သူတို့လူရှင်နဲ့ဝေါငိုရမ်ဆိုတဲ့ရမ်ဆိုတာတော့ပူပြီးတော့ဇာမလို့ချင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာသူတို့ကဖလာကိုလည်းမကျိတ်ဂျုံမျိုးလည်းမကျိတ်ပဲနဲ့ CNF ရဲ့ဒေါ်လာငွေအားဖြင့်နဲ့ဒီလူနေမီကိုဝေါငိုရမ်ဆိုပြီးတော့လုံနေကြတာကသူကလည်းဟိုဒေါက်တာဖြစ်ပြီးတော့ဒီလောက်ဒေါက်တာတယောက်အနီနဲ့လှုပ်တင်လှုပ်ထိုက်ဟိုမလုပ်ဘဲနဲ့မဟုတ်တဲ့ဟာကိုလုပ်တယ်လို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒေါက်တာရိုဒီင်ကတရိတ်ဆန်ရှေဝန်ဒေါက်တာဖြစ်နေလို့လားမသိဘူးသူပြောတဲ့အတိုင်းမှာဒီကူကီနဲ့ပိုက်တဲ့ပြဿနာကြောင့်ဒီ ZRO ပေါ်ပေါက်လာတယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဖြစ်ဟုတ်လည်းမဟုတ်ဘူးဆိုတာကျွန်တော်ဒီကနေ့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကမတိဘဲနဲ့အင်တာဗျူးကြိတ်တယ်လို့မီးပြီးတော့ဒီလူလို့တာကအခုချိန်မှာဒီမိုကရေစီကာလမှာအဲ့ဒါမျိုးကိုဒီမိုကရေစီတကယ်လူလားတဲ့လူကတော့အဲ့လိုမျိုးပြောမှာမဟုတ်ဘူးဇုံမီဆိုတာသူတို့ပေါ်ပေါက်လာကပိုက်တဲ့နဲ့ကူကီဖြစ်တာမဟုတ်ငါတို့ပိုက်တဲ့ဆိုတာကလည်းဇုံမီထဲကလူမျိုးတွေစုတဆုပေါ့သူတို့ဇုံမီကောင်ဆယ်အောက်မှာရှင်းမျိုးလောက်ရှိပါတယ်ဥပမာဇုံတဲတို့ပိုက်တဲတို့ဘာတို့ဝိုင်ဖေတို့ရှင်းတဲတို့တိဒီမ်တို့ဘာတို့ဆိုပြီးတော့သူတို့ဖွဲ့စီပြီးမှအဲ့ဒီပေါ်မှာဇုံမီကောင်ဆယ်ဆိုတာရှိတယ်ဒါကြောင့်ဒီဇုံမီဒီအဲ့ဒီခါမှာဘာမှမတိဘဲနဲ့သူတို့အဲ့ပြုံနေတဲ့ချိန်မှာကူကီတွေကလာနူးပြီးတော့ပြဿနာအရင်စတာဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကလည်းအဲ့ဒါဒီလိုက်ဆိုမဟုတ်တော့ဘူးဆိုပြီးမှသူတို့လည်းပြန်တုံးပြန်တယ်ဒါဆိုတာအခုချိန်မှာဒီလူပဲငါတို့ CNF ကဒီလူပဲလာလို့တယ်ဆိုတာအဲ့လိုပဲကျွန်တော်သဘောထားတယ်ဘာဖြစ်လို့လဲဆိုတော့ CNF ကလည်းအရင်ကကြံဖိုင်မှာပဲနေတယ်လေအိန္ဒိယဘက်မှာဆိုရင်ပြောမယ်ဆိုရင်အဲ့လိုမျိုးက ZRO လဲအိန္ဒိယလို့ပြောရမယ်ဆိုရင်CNF လဲအိန္ဒိယမှာပဲရင်ဝနေခဲ့တာပြီးရင်နှစ်ဖွဲ့စလုံးကကချင်စတိတ်ကနေပေါ်ပေါက်လာတာဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ပြောရမယ်ဆိုရင်ဒီ ZRA Eastern Command ဆိုတာပေါ်ပြီးတော့မှ Thailand မှာသူတို့ Thailand မှာoffice တကူဖွင့်ထားလိုက်တယ်ကျွန်တော်နားလေတော့ပေါ့ပြီးရင်သူတို့ Zomi student organization ဆိုပြီးတော့ Thailand မှာလည်းသူတို့ Zoom ဖွင့်ခဲ့တယ်အဲ့မှာ2013မှာ Eastern Command ပေါ်ပေါက်လာပါတယ်ဒီပေါ်ပေါက်လာတဲ့ဒီ Commander ဆိုတာလည်းမန္တလေးကနေကြောင်းပြတဲ့လူတွေဖြစ်တယ်အခုအကြောင်းမျိုးကြောင့်ဒီလူကျွန်တော်ပြောရှင်တာကပူပွီးတဲ့ကWestern အရင်ကတော့ကျွန်တော်တို့ကဝိုးဇုံမီမတိုက်ရှင်ဘူး ZRA ပဲတိုက်ရှင်တယ်ဆိုတဲ့စကားကဟို ZRA ကဇုံမီတွေကိုသူတို့ကာကွယ်ဖို့အသက်ပြီးခဲ့တဲ့လူတွေဖြစ်တယ်လေဇုံမီမတိုက်ရှင်မှု ZRA တိုက်ရှင်တယ်ဆိုတဲ့စကားကိုရက်တန်းလိုက်ပါဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့အခုတိုက်ပွဲဖြစ်နေတဲ့နေတာကတက်ဒီမ်ခရိုင်တက်ဒီမ် district ပေါ့ဒီဖလမ်ကျွန်တော်တို့က ZRA ရှိကတက်ဒီမ်မြို့နယ်ဆိုပြီးမဲ့ကျွန်တော်တို့ကြော
li khoda dama mo bu wa khomoi bo e khomoi ma shi taw ma tua bu ba phit lo le o chono do ka phaya pi de ku mi bu bo pai u era be ka kwai da me su de sei ne be chono do yet ti ni da phit de na le la ma ti bu đã chăng cho nó đâu cả đi phala miu nè chiêu cả le đi ta đã hụt chen cả rồi phala miu nè bỏ đi phết từ bồ lung quân na mà chơi rồi tới điểm miu nè phết để biểu hiện là cả aku seng mà huống ngô ram đi bà đi supi mẹ đi nên là mấy ayah xuyên tới điểm miu nè cho nó đâu để lâu xí tao mà tua bu khi mà đâu aku tay ni đấy biết là phết để ni ra mà bitu apai le bitu jua le zomi juari zomi nemi man khimyaro la pi ro tai ni za la soda era myu ka mataya tala chono mi chin da pyo chin da takhu ka ro akhu cheng ma CNA ma won mi khe de tu do ka ba lu chin le ba di lo ma le soda mati de lu atwa do chono ne ne pyo chin da ka o ni kuการผลิตคูมีเพชรบ่มันแม่นดันมาตุปีการผลิตว่าเพชรบักเราจนดีกันนี่เปียวชินดากะเซียนเอพิสูดาชินตะมิวตาลงอูกูสาปิวเดโลประสัดกันนี่เปียวเดสุปีเมอะคูเชงมาหาตูโดลูชินเดอุสากะเอลูมิวมะโหบูในงานตะกามา NGO มาดูชินนาเมเนซาเดเชงมาตูโดซาชินดาเบสิเดตะนี่นี่ตะเชงมาตูโดว่าหาคันเนทันตะลางอตวดเบโลนี่ซาดาสุดานี่กูมองนมาดีก็น่าแลผู้ลูนีบีอะคูเชงมาสิกองสิวใต้ผู้สู่ได้นี่ดามาเขมยาโดอะตงปิวปีรอดีเตดิมขยายบ่เตดิมมิวเนี่ยต้นจามิวเนี่ยตัวไข่ได้ขามาจนอตองไปนี่กูตองไปตาดิวจนอตะคูเปียวชินดากะบาเลสุรอเขมยาโดเชียเนี่ยอเมงเนี่ยตัวลาได้ขามาเตดิมมิวเนี่ยเจ้าลาได้ขามาตูโดอุตะคาได้ตามีไลบาဘာဖြစ်လို့ကျွန်တော်တို့ကဇုံမီနေမီတိတိနဲ့တွန်းဆောင်တွားရတာလဲဘာလို့မလဲဘာလို့ဖူးလဲဆိုတာမီးလိုက်ပါအဲ့ဒီချိန်မှာ ZRA ကိုတိုက်ဖို့ဆိုတဲ့စကားထွက်လာတဲ့ခါမှာတခါတဲ့ခေမီယာတို့ဆက်ကလူဒီကွန်မန်ဒါတို့တခါတဲ့တပ်ပစ်လိုက်ပါအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကလည်းกูเนมีกูลาได้กูกากวยไปควนดอกရှိတာဗောနော်ဆိုတော့ဒီလိုပဲခင်ဗျားတို့လည်းပုံမှန်လာနေမယ်ဆိုရင်ငါတို့လည်းတတ်နိုင်တယ်လို့တတ်ဦးမှာဆိုတော့ခင်ဗျားတို့ကဒီຫນွေဦးတော်လာကြီးမှာဝင်ရှင်တဲ့တကယ်တိုက်ရှင်တဲ့ဆိုရင်အခုချိန်မှာဟာခါမှာတိုက်ရမှာဆိုတော့အဲ့လိုမြို့တဲ့ဒီမြို့နယ်ထဲမှာတွန်းဆောင်မြို့နယ်ဆိုင်ဝင်လာခိုက်ပြီးဆိုရင်ခင်ဗျားတို့ချက်ရလူတွေတခါတည်းပစ်တက်လိုက်ပါနောက်တစ်ခုကဇုံမီဆိုတဲ့နာမည်နဲ့တိတိမတွန်းဆောင်ဆိုတဲ့နာမည်ခင်ဗျားတို့ကြားတဲ့အတိုင်းချိန်မှာခင်ဗျားတို့ကမှတ်ထားပါကျွန်တော်တို့ကအရင်ကအများအဖင်ပေါ့တောင်ပိုက်တွေကလည်းအဓိကကျွန်တော်တို့ဟာဖယားတရားနဲ့ညီတဲ့လူဆိုတော့ဒီဟာခဘက်ကတော့သူတို့ကမီရှင်လာလို့ရင်သူတို့ရဲ့စကားကိုတုံးခိုင်းမယ်မတူပီမှာသူတို့မီရှင်လုပ်တဲ့ခါမှာသူတို့စကားပဲတင်ခိုင်းတယ်သူတို့တခါတလင်တနတ်နဲ့လဲလာမှာပေါ့ကျွန်တော်တို့မီရှင်လုပ်ခဲ့တော့ကအခုလဲနားလဲရှိမလားလဲမှာမင်းတို့ကံပလက်မှာကျွန်တော်တို့ထဲမှာ evangelist နာမည်ကြီးတဲ့ Shadow Hope ဆိုတာရှိတယ်နှစ်ပေါင်း25လောက်ရှိနေပြီကျွန်တော်တို့မီရှင်လုပ်ပြီးတော့ဆရာငင်းเสียเปล่าบ่เนาะว่างินเสียนเปล่าบ่ยังงินเสียนเปล่าเราการเป็นมานีราตอเชียวีปีโลเชียน professor จีดีดรเอ็นโนบ่เนาะดรเอ็นโนอะไรดีจินุงาเมนดัตเทมาเมนดัตมิวเนเทมาลุงเอริโอพยาเนี่ยไม่เสร็จปีเดเสียติคารอยเสียจีพิดเดเปียวชินดากะจุนอโรมีโจมีดีกะนีกูมองนมาอาลงกูชินปีเนี่ยมาชิเดลูดิโอ
พยาเนี่ยไม่เสร็จปีเดมิเชียนลาโลอินเจนสาเนเวจโนโรว่าดีลูพยาที่อไม่เสร็จปีละพิเดแต่เมื่อตะสู้ลูดีเขมียโรอากูนิจาระซาเด CNF ลูมิวดีกาเขมียโรกูมิเชียนลาโรเรขามาอานาเนตนัดเนเบมิเชียนลาโลเมสุระตะบอเป้าป่าบาพิลโลเลสุโรชโนโรกาการเปลี่ยนมาเปลี่ยนว่ามาแล้วมาลาเคบุลีสุโรดีโจมิสุเรลูมิวกูงาโดเลอะไรมีดีบาดีสิดาเวสุเรขาเจรอเมโนเลดีมุคริสิกาลาเวลายมีเนเวเจติโบดามะมโหคูมีลาบานเวปฏิในงานยีดีทองปีรออัมกรุ๊ปดีเล่าไล่บ่าดากาดีมุคริสิเข็ดพิดเดเล่าลาเรลูริวซาลตะคุปอมาเขมียโรมนาลูพิดปีรอชินปีเนมาโจมีมาชีจาบุมาชีบุสุเรสกลุงเนเวลูริวอตงชะปีรอเล่านีจาดากาดากาดีมุคริสิมโหบุดาจังจนอเปียวชินดากาอคุเชงมาเขมียโรไตนีเดนีดากาติดิมมิวเนต้นจางมิวเนเวพิดเดบาพิลโลดีอาจินนัวจนเราชิดปีเนี่ยมาซิลงนีในเดเบลูนีในเดสุรากะของสองเนี่ยใส่ดาบ่แต่ทองกุยาชิดเนาเอดีมาได้เข็มมาของสองเดค่ะนียาดิตาเนี่ยเปียวเมสุเยนอามีอาพิงกะจนเราติดมิวเนี่ยต้นจางมิวเนี่ยฟลามบ่เอดากะชินปีเนี่ยมาของสองดีเมียนมาในงานมาของสองดีดีลูดีมีอะไรตูโรกะลูกูเบจาเมกูเบชินสุยนดีลูพิจาเมสุเรเซียมาชิเดขาเจรอบาเปียตนามาชิบูดาจังมโลชินอมิวตานีปอปอกลาจีด้วยเก็บจังมังตุงนงโดสุบิราสังสักกายโดวันตูมองโดมาปายันชโนโดดีตาไมจีกูเบลูมาเปลี่ยนชิโรมายาบุพินีเนาะดาจังเอ็ดีอายินเข็ดดงอาชินบตาเลียนบ่กาลเนเลียนจินจามโดสนข้อเปล่าโดชาตพินชโนโดดีปฏิกองเซลเข็ดดงอาสุยนเลดีติดิมเพชรกะพลามเพชรกะเมนัดเพชรกะพินนีโดชโนโดอาซิลงนีในลาเลดาพิเมชโนโดดี ZBC สูเรนเอาเอามา CCOC แต่ทองกุยาซิเซตงมาถ้าลาได้ขามาเบตัวอุสองแล้วสุรดีอคู่เชงมาลายมิสุเรลายหดเวเปียวยาเมสุเรลูดีกะดี CCOC กันนี่ถ้าปีโด CNF ปุโนทันกับกันนี่อาณาติงปีเดนเน่าไปมาของสองเดียชินส่วนลายสกาเบสเปียวยาเมลายส่วนชินเบสสุเรสกาอูเปียวลาได้ขามาดิชินปีเนี่ยมาเบตูมาစီလုံးမိုးမရှိတော့ဘူးဆိုတာကျွန်တော်နားလဲတယ်ဆိုတော့ဒီစီလုံးမိုးဒီမရှိတဲ့ဟာကိုကျွန်တော်တို့ကတော့ဒီနုကချိနာမယ်နဲ့ပဲကျွန်တော်တို့ဇုံမီလူမျိုးတွေကဒုတိယကဘာရှိတော့ကအယောက်30တထောင်33တောင်မှဒီပြင်သစ်နိုင်ငံမှာရောက်နေတဲ့လူတွေဖြစ်တယ်တချို့တွေကတော့အာရာချင်းပဲရှိနာမယ်ပဲလို့ပြောမှာပဲဟုတ်တယ်အဲ့တော့ချိနာမယ်တွန်းနေကြတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကချင်းစုတဲ့လူမျိုးတွေကိုကြီးပွားလာအောင်နိုင်ငံတကာမှာလူတွေတိလာအောင်နားလည်အောင်ဖန်တီးတာကဇုံမီလူမျိုးတွေပဲဖြစ်တယ်ဒါကြောင့်မလို့ဒီအားလုံးကစီးရုံနိုင်ဖို့ပူပေါင်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကအဲ့ဒီလူတွေကလူတွေဖြစ်တယ်ဆိုတာဘာမှမပြောဘူးဒါပေမဲ့ဒီနောက်ပိုင်းမှာရှင်းစုတဲ့ခေါင်းဆောင်တွေကရှင်းစွန်ကျွန်တော်တို့ပဲစုတဲ့ပုံစံမျိုးနဲ့ဖြစ်လာတော့ဘယ်သူမှမပေါင်းနိုင်တော့ဘူးပေါ့မပေါင်းနိုင်တဲ့ခါကျတော့ခုမူရင်းနာမယ်ကိုဥပမာဇုံမီဆိုရင်လက်တူတော့ဟိုးအဝီးကြီးဆောင်နေပြီလေနိုင်ငံကြီးပါတီမှာလဲ90ကနေပြီးတော့အခုချိန်ရှိရပါလီမန်ရှိဆောင်နေတဲ့လူတွေဆိုတော့ချင်းပြည်နယ်မှာခုမင်းနဲ့မာရာနဲ့ဇုံမီပဲခုလူမျိုးနာမည်နဲ့ပဲရှိတယ်အဲ့ဒီချိန်မှာပါလီမန်ရှိလွတ်တော်ရှိဆောင်နိုင်တဲ့လူကဇုံမီပဲဖြစ်တယ်
အဲ့ဒါကြောင့်မလို့ဒီကိုမရာဒီလဲဒီတိုင်းမဲ့မနေပဲမလာနဲ့ပဲရက်တီလိုက်ပါခုမီဒီလဲငါတို့လဲခုမီပြောတဲ့အပေါ်မှာရှင်းပဲဆိုတာမျိုးမဟုတ်ဘူးဒီမိုကရေစီဆိုတာအဲ့လိုမျိုးမဟုတ်ဘူးကိုဖြစ်နေတဲ့ကိုဖြစ်ရှင်တဲ့အရာကိုအမှန်ကိုမရမချင်းလောက်ရမှဖြစ်တယ်အဲ့ဒါချင်းဖြစ်လိုက်ခုမီဖြစ်လိုက်ဆိုတာမျိုးချက်ကျွန်တော်တို့ကဒီဇုံမီကိုမနာလူတာဖြစ်တာချက်ဇုံမီဒီရလဲဟိုစင် level ဒီလောက်ဇောက်နေပြီပဲကျွန်တော်တို့လိုက်မီတဲ့ပဲရက်တီတော့မှာခုမီလဲဒီလိုပဲဆူပြီးတော့ခင်ဗျားတို့ဟိုလောက်ကြပါရှင်းဆိုတာလိုက်မီမဟုတ်ဘူးဒါကြောင့်နောက်တစ်ချိန်မှာလိုက်မီဆိုတာရှင်းဆူတဲ့စကားပေါ်လာတဲ့ခါမှာလိုက်မီမဟုတ်တဲ့ခုမီဒီဒိုင်းဒီဒါမှမဟုတ်မရာဒီပေါ့ထိတ်နာပြီးတော့ပောက်ခွဲနေအောင်မှာအဲ့ဒီခါမှာ CNF ကခင်ဗျားတို့အပေါ်ကနေတခါတည်းဖမ်းတော့မှာဆိုတာတဘောပေါက်ကြပါပြီးလို့ရှိရင်ကျွန်တော်နည်းနည်းပြောချင်တာကအခုချိန်မှာတိတိမြုပ်နေမှာဘာဖြစ်လို့ကျွန်တော်တို့လှုပ်ရှားတာလဲဆိုတာဒီတချို့တွေကပြောတာပေါ့တိတိ Township Council လို့ပြောတယ်ဒီတိတိ Township Council ဆိုတာက PDA ပေါ့ဒီ PDA ကကျတော့ဒီတက်ကိုလည်းကူစားမပြုတ်ဘူးလူမျိုးကိုလည်းကူစားမပြုတ်တဲ့ခါကျတော့ဒါကအလောင်း form ကဘယ်လိုနေရမလဲပေါ့ဘယ်လိုမှလို့မရတဲ့ခါကျတော့ CNF ကဘာလဲဖြစ်ခင်ဗျားတို့ကတိတိ Township Council လို့ဖွင့်ထားလိုက်ပေါ့အဲ့ဒီခါမှာကျွန်တော်တို့ကအဲ့ဒီတိတိနာမည်နဲ့ပဲကျွန်တော်တို့ဝင်လာပြီးတော့လှုပ်ရှားမယ်ဆိုတာကိုသူတို့ကအကြံပေးတယ်တကယ်တော့ဒီ PDA ဆိုတာဘေဝလဲဆိုတာကတော့ခုပြဦးဆောင်ပြီးတော့သူတို့ကိုအားပြီးမဲ့လို့သူတို့ရဲ့နီရာဒီတာဒီလူဖြစ်တယ်ဘေဝလဲဆိုတာကဘယ်သူမှမပြောနိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ဒီ CNF ကဒီတက်ဒီမကိုနာမည်ခေါ်ပြီးတော့မှဒီတက်ဒီမကိုတိုက်ဖို့လုပ်နေတာဆိုတာအထက်မှာကျတော့ဘယ်သူမှကလည်းကျဲတာမဟုတ်ဘူးဒါကြောင့်ဒါကတိတိကောင်ဆယ် PDA ရှိလို့တိတိမြို့နယ်ထဲမှာဝင်နေဆိုတဲ့စကားဟာ CNF ရဲ့သူတို့ရဲ့အရင်ကတည်းကကျွန်တော်တို့ဇုံမီလူမျိုးတွေများတယ်လူဦးကြီးအများဆုံးဖြစ်တဲ့ခါမှာဒီလူတွေကိုဘယ်လိုတိုက်ဖြစ်နိုင်မလဲဆိုတာသူတို့ကချိန်ပေါင်းများစွာလုပ်နေခဲ့ပြီကျွန်တော်တို့ ZRA Eastern Command တောင်မှအရင်က UNFC ပေါ့တရင်တာလက်နဲ့ကအဖွေးဖွဲ့ထားတဲ့ UNFC ထဲမှာကျွန်တော်တို့ဝန်ဖူးတောင်တားတဲ့ဝန်လို့မရအောင်လုပ်နေတဲ့အဖွေးက CNF ပဲဒါကြောင့်ကျွန်တော်တို့နိုင်ငံကြီးပါတီမှာတော့ZCDC တဲ့ခါကျတော့ကျွန်တော်တို့သူတို့ကကျဲတယ်လို့မရတဲ့ခါကျတော့ဒီကျွန်တော်တို့က CNF နဲ့ level ဖြစ်သွားတာပေါ့level 2တာပေါ့ဒါပေမဲ့ဒီအာနာတင်းတဲ့ခါကျတော့သူတို့ကဒီအခွင့်ကောင်းယူပြီးတော့ဒီဇုံမီပါတီကလည်းအထက်ကနေဘာမှမလုပ်ရှင်းနိုင်တော့ဘူးဆိုပြီးတော့သူတို့ကZRA ကိုစစ်ကောင်စီနဲ့ပေါင်းတယ်လို့ဆိုပြီးတော့ statement ထုတ်လိုက်ပြီးမှအတုံးချက်ပြီးမှညီလူလုပ်တယ်ဒါပေမဲ့ ZRA Eastern Command ဆိုတာကျွန်တော်တို့ကအချိန်ဖောင်းများစွာလှုပ်ခဲ့ဖို့တဲ့ဒီ UNF မှာဝင်ဖို့လေဒါပေမဲ့ဝင်လို့မရအောင်လုပ်နေတဲ့ CNF ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီ CNF ဆိုတာကျွန်တော်တို့အမြင်မှာကရှင်းတမျိုးသားလုံးကိုစားမပြုတ်ပဲနဲ့ဟာခထန်ဒရန်ကိုသူ့တက်ဖူပဲလုပ်နေတဲ့လူဆိုတော့အခုချိန်မှာလဲတော်လာကြီးကာလပဲဖြစ်ပါလဲဖြစ်ပေါ့ဦးဇုံမီဒီတိုက်ဖို့တက်ဒီမြို့နယ်မှာလာဖို့ပိုက်ဆံစုပြီးတော့လှုပ်တာချက်တောင်မှဒီထန်ဒရန်ကိုရှီယုံကြီးဒီဖျားเจ้าတွေကိုခင်ဗျားတို့ဇလာတဲ့အလူငွေတွေကိုနဲ့ပြင်ပြီးတော့တီထောက်ပြီးတော့ခင်ဗျားတို့နေမီပဲသူ့တက်အောင်လှုပ်လိုက်ပါဆိုတာကျွန်တော်ဒီကနေ့ပြောရှင်တယ်ဘာဖြစ်လို့လဲဆိုတော့တနည်းနည်းတစ်ချိန်မှာကုနီယာနဲ့ကိုပဲညီချက်မှာဖြစ်တယ်ဒါကြောင့်မလို့ဒါဟူလူဒီလူတွားပြီးတော့ခုအင်မာတောင်မှဘာမှမလုပ်နိုင်ပဲနဲ့ဟူအဝေးကြီးကိုတွားစားမလို့ပါဘူးဒါကြောင့်ဒီ CNA ထဲမှာဝင်လာတဲ့တပ်သားတွေပေါ့ကျွန်တော်ပြောရှင်တာကတကယ်လို့မြတ်ဒီရင်ချုံတို့ဘာတို့ဆွေးခါတို့
တိုက်ရှင်တိုက်ပါဒါပြအထဲမှာဘာမှမသိဘူးမသိဘာမသိဝင်လာတဲ့တော်လန်ကြီးကိုပထမမှာထားပြီးတော့ဝင်မိတဲ့လူအတွက်တော့ခင်ဗျားတို့အထက်လူတွေမိပြီးမှကျွန်တော်ဘယ်နေရာမှာနေရာချမလဲကျွန်တော်ဘယ်နေရာတွားမလဲမိလိုက်ပြီးရင်အာနာနဲ့တွားခိုင်းတဲ့ခင်မှာတိတိမြုပ်နေကူတွားရမယ်လို့သူတို့ပြောတဲ့ခါမှာဒိုင်လေဖြစ်မာရာလေဖြစ်ခူမီလေမန်ဒလေမတူပီလေဖြစ်မတွားပါနဲ့မလာပါနဲ့ကျွန်တော်တို့ကလာတဲ့လူအတိုက်ကိုလှုပ်ရှားရှင်းလှုပ်ရမှာပဲဒါပြင်မဲ့ခင်ဗျားတို့ကအပေါ်ကနေလင်ညာမှုနဲ့လှုပ်နေကြတာခင်ဗျားတို့သဘောမပေါက်လို့အတေခံရမယ်ဒီလောက်အဝီးကြီးမှာလူဆိုတာတခါပဲတည်ရမှာဖြစ်ပါတယ်ဒါကြောင့်ကုအိမ်မှာကုရဲ့ဒီတမှာမိဘအိမ်ထဲမှာကောင်းကောင်းမွန်တည်ရတာကတော့ပူမကောင်းဘူးလားဒီတိတိမြုပ်နေဆဲမှာဒီလောက်အဝီးမိုင်ပေါင်းများစွာဝီးတဲ့နေရာမှာတွတ်တီဖို့ဆိုတာကတော့နီကူမောင်နှမတောင်ပိုက်သားဒီအတွက်ကျွန်တော်ဒီကနေ့ပြောရှင်းတယ်ပြီးရင်တွန်းဆောင် CDF စူပြီးတော့တွန်းဆောင်ကူစားပြုလူပြောတဲ့လူရှိတယ်တွန်းဆောင် CDF ဆိုတာလူနည်းစုရဲ့CDF ပြောလိုက်တာဖြစ်တယ်ဒါကြောင့်ဒီတွန်းဆောင်မြို့နယ်ထဲမှာရှိတဲ့လူမျိုးတွေကဒီတွန်းဆောင် CDF ဆိုတာကူစားပြုတာမဟုတ်ဘူးအများပြနေတဲ့လူအစုံမီဖြစ်တယ်ဒါကြောင့်ဒီ CDF တွန်းဆောင်မြို့နယ်တမြို့နယ်လုံးမကူစားမပြုတဲ့အတွက်ကြောင့်ဒီသူတို့လက်ခံတဲ့လူတွေကတော့အထူးသဖြင့်ဖိုင်သူဇွာတို့လုံတက်ဇွာတို့ပေါ့အဲ့ဒီမှာနောက်ဆုံးမှနေရှင်တယ်ဆိုနေလိုက်ပါတွန်းဆောင်မြို့ကြီးနဲ့ဒီအနားမှာဇွာတွေနဲ့လှုပ်ရှက်ဒါမျိုးတွေတော့မလုပ်ပါနဲ့မကြခင်မှာဒီတခုခုအမျိုးထဲမှာတခုခုဖြစ်လာလိမ့်မယ်ပြီးရင်ထာတို့ဒီပေါ့ထာတို့ဒီကလည်းဒီတွန်းဆောင်မြို့နယ်ထဲမှာရှိတယ်ဒါကကျွန်တော်တို့ကပြဿနာမရှိခဲ့ပါဘူးဘူဘောခေတုံးကလည်းသူတို့ကကမ္ဟောက်ဥပဒေစူပြီးတော့သူတို့ကမ္ဟောက်ဥပဒေလက်အောက်မှာနေတဲ့ထာတို့ဒီဖြစ်နေတော့ကျွန်တော်တို့အချင်းချင်းထဲမှာဒါပြဿနာမရှိတော့ဘူးလို့ကျွန်တော်မြင်တယ်ဒါကြောင့်ဒီဇိုလန်ကို ZRA ကတိုက်တယ်ပါနဲ့စခန်းကိုလှုပ်တယ်ဆိုတာကတော့ CNF အဖွဲ့သားတွေကပြောစာမလို့ဘူးဒါကကျွန်တော်တို့အင်ဒွန်ကိစ္စဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တခုခုဖြစ်တယ်ဆိုကျွန်တော်တို့ကဖြည့်ရှင်းပြီးမယ်ဒါကဇုံမီပဲ ZF ရွေးလို့ဇုံမီပဲဒါပြီးမဲ့ ZRA EC ကသူ့ရဲ့policy အစပေါ့သူ့ရဲ့ policy အရလုပ်မိတာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာဘာမှမလုပ်တော့ဘူးအတေအောင်တတ်တယ်ဆိုရင်တော့သူတို့လည်းမကောင်းမနိုင်တယ်ဒါပြင်သူတို့ဇိုကမ်ချာတာဆိုရဲဇီးတဲ့ထဲမှာပါနေလို့ဒါတာဝန်အကြလုပ်နေတာဖြစ်တယ်ဒါကိုအတုံးချပြီးတော့အဇိုလန်စခန်းဒီလူလို့တယ်ဘာညာခင်ဗျားတို့ဘာမှပြောစာမလို့ဘူးဒါ CNF ရဲ့ပြောပိုက်ခွင့်မဟုတ်ဘူးခင်ဗျားတို့ကိစ္စခင်ဗျားတို့ဖြေရှင်းငါတို့လည်းဒီလိုပဲဖြေရှင်းကြမှာဒါ ZF ရွေးလို့ဇုံမီပဲဒါကြောင့်ကျွန်တော်အဲ့ဇုံမီတဲတုံးအစ်တယ်လင်းကခါခတဲ့နာဟိပိုက်တဲ့နာဘန်းငိမနာနေချီအစ်တယ်လင်းကpasien hu na to population pen tam zoden hi manina bang chidana amau ki saktin chin tun eile e ki kap dinga amau tun gen tena CDF ton jang bang hile a CDF ton jang asunga mi te imu da lo hangina CNA control no ya umma hi mane tu kap lo phamori ayang isi tak chang CDF ton jang hi AZRA lamjong siding hi CDF ton jang lam sile ko te sum hiam ấy assume hilelina amau na nui hi riat ding mo to pen tel zo lo hi manina ei pen ki phasak lang khai hi manina to pen khial ma hiam mi lu uji pen sin se ya ei pen tedim na ton jang pe atam pen hi manina amau pen koi chia tom thei ding chi pen azon zon nu chang thau to ei teng hong ki kap sak ai na pen itel ma ding hi suro chono ro di ton jang pe ma le di lu beကျွန်တော်တို့ကိစ္စကိုကျွန်တော်တို့ပဲဖြေရှင်းရမယ်ခင်ဗျားတို့ဒါဇုံလဲဒီလူလောက်ခဲ့ဖူးတယ်ဘာနေပေါ့ပူပွီးတဲ့ကလည်းအခုချိန်ရှိမှာဒီ ZRA အကြောင်းကိုမဏိပူလူမျိုးဒီဘာနေပြောတာပေါ့နော်ဒါကခင်ဗျားက
lì po phít nì lô kem ya biểu là cho nó đâu cả bà mà biến mà biểu khe bà bu đã bị mẹ đã mía luôn nì vì bỏ kem ya biểu là khu chêng mà kem ya lâu xe ra nì ra cả tê điểm miu nè phai ra đâu buộc phiêu đâu chào leng đâu sủ cả dâu mía bay về cho nó phá lam miu nè xe mà cho nó hual ngâu zua mà ra cho nó tua khe phu để hạ cả sa ek đâu hài hèn đâu liền na đâu bỏ chọ chế đâu túi chil đâu phít để ấy là tòng mà cho nó đâu dầu mí đi xí để su pi mẹ hual ngâu làm su pi rồi cho nó đâu bà mà biểu bu dầu ấy đi chế rùa thế mà xí để sa ek đâu vàng và đâu ấy đi thế mà xí để dầu mí đi cái này hual ngâu bị vậy u song bị hual ngâu đi cả ốc cái tha đi lâu để ấy là tụ đâu bà mà cho nó đâu dầu gầm su ra mà biểu bu ấy đi lùa về kem ya hual ngâu ram su để biểu để nị ra mà cho nó đâu tê điểm miu này xem mà ta kêu đâu hual ngâu saka tông để lùa jim pi này jim té về xí bà để trên để lùa kem ya la sâu sa mà lùa bố su ra bui để cú lấy cho nó biểu chi này nào ta khu chơi rồi xin lên information center cái ni cô biết để ha khá lùa ta giáo cả mà hậu mà ni ta đến đi luôn này tu lùa xin để ông sa đi biểu để bà đi lấy mà ti bu lùa chỉ đi cái này ai làm miu mà biểu bà này bà nhà đi mà biểu phụ bu làm mà ti bu đã chẳng cho nó cái đó đi lùa hà miu online mà phải sẵn ra phụ su đã lâu để lùa của yán mong này sĩ tế ta mấy aman của biểu bia ya mà phê để khu chừng mà đã chẳng cho nó đâu đi hual ngâu ram su đã cả aman cái đó hual ngâu ram phê này phụ đó bị tù đi nè phụ bong pi đó lâu xong ya mà lẽ su đã adi cái đó phá lam nè tê điểm của ni này pi đó cho nó đâu ha gì nữa đi lùa về ni khé chế để su đó đã của tất ni xin để su ra cô biểu phía đó lâu ra mà phía để đi anh này lên net anh này xin u gì cô aku phía đó lâu ni ra là cô tuổi ra đó tết phía đó xem mà phía lâu về cho nó mình này nào ta khu chỉ hual ngô su ra cho nó biểu phía mình gì nó cái suyen hual ngô này mi mà cho nó đó missionary cả Harvard Hope cô lại pi đó lâu pi là ST hào cô phết bà đấy cho nó đâu cái ni cô mong nó mà ni lu bé đi lu mission nè phá lam thế mà lẽ cho nó đâu ST hào cô sáng boy pa tụ đó sáng boy pa lộ khó khép phụ để bỏ wall ngầu đi lu bé lu cho nó đâu tầm ai si pi ta đi cô bà phết lâu khu chừng mà dâu mi su để hào mong pi đó dâu mi căn hoa lâu rất cái dâu mi li dâu mi nam mẹ cô mà biểu ông cho nó đâu tu đâu cả sinh tinh pi đó song sâu ni đã phết đấy đã dâu mi cần hoa lâu rất long anh si cần cặp si lu ham yêu cả mà biểu nè số đó bà phết lâu pasat cả xin xe mà cho nó xin si long ni xin để số đó cả đó pasat cả ni biểu đấy đã suyen xin xe mà bà phết lâu ngã đâu ở gì nó bà biết tao mà si khe bu cho nó đâu cả lẽ thêm nhà đâu lu tu nhà nè mi mà tua ni mẹ suyen u so bố chi pu hao chín khúc cả giang công mà tu đâu cả kavana cả phan pi đó mà mi để khá mà thêm nhà cả ba lu xin lẽ bộ xin pi nè tập pi ai đâu ngay đó xin pi nè mà hậu đi bu bộ xin hill district bộ akung longu âu châu phụ tu taวันปีแค่บาทเดดาบิเมปูหาวจินคบกับาเปียวเลยสุดอชนอก็ปูกามหาวเยอยินนัวไปซาเดเนมีละราเบชนอตาวันยูชินเดเจนเดหารอชนอตูโรไปเบลูเบเปียวเดดาก็บาเลสุดอหาคาเบมาเลปูเกียวมังสีดาเบลีเนาะฟลามเลปูรุนมงสีเดดิลูมิวเบชนอโดมาเลสอบวจิปูกามหาวเยอุปดิวตรงปีโรชนโรตะทองกุยันนัเซงาชีอคูเซงชีเวพิดเดแต่จังปูโรดิงาเขมยาเลดกทาพิดปีโรมาหาคาเพดามตีเลลูดี
တီးတာနဲ့မတီးအောင်ဆောင်တဲ့လူတွေပေါ့အဲ့လူတွေမျိုးခင်ဗျားကဒီ ZRO ပေါ်ပေါက်လာတဲ့အကြောင်းရင်းကိုလည်းခင်ဗျားလင်ပြောသွားတယ်နောက်တစ်ခုကပူပွီးတဲ့ကလည်းဒီလိုပဲ ZRO ဆိုတာကကချင်ပြည်နယ်ကနေဖားပြန်ခေါ်ကဇွာကနေပေါ်ပေါက်လာတာဖြစ်တယ် CNF လည်းပုနှုတ်ထန်ကပကချင်မှာตัวခဲ့တယ်ဆိုတာကိုကျွန်တော်ဒီပြီးလို့ဆိုရင်ကူကီနဲ့ပိုက်တဲ့ကူပြဿနာဖြစ်လို့ ZRO ပေါ်လာတာမဟုတ်ဘူးဒီ ZRO ပေါ်လာတာကတော့1993မှာဖြစ်တယ်ကူကီနဲ့ဇုံမီဖြစ်တာက90ခွန်မှာဖြစ်တယ်ဆိုတော့ဘယ်နှစ်กว่าตัวလဲဆိုတော့4နှစ်လောက်กว่าตัวတယ်ဒါကအခုချိန်မှာကူကီလိုမျိုးတွေကဇုံမီမရှိကြဘူးဆိုတဲ့ပုံစံမျိုးနဲ့လောက်တာဖြစ်တယ်အဲ့ဒီလိုပဲအခုကလည်းချင်းပြည်နယ်ခင်ဗျားတို့ယုံကြည်တဲ့ခင်ဗျားတို့အားကိုးရတဲ့လိုက်ဆိုတဲ့လူတွေကဇုံမီမရှိကြဘူးချင်းပြည်နယ်မှာရှင်းပဲရှိကြမယ်ဆိုတဲ့မူဝါဒကိုအခုကျင့်သုံးနေတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ခံခဲ့ဖို့ပြီပေါ့ဒါကြောင့်ကျွန်တော်တို့ကဒီကုအိမ်မှာနေပြီးတော့ကုအိမ်မှာအိတ်နေတဲ့လူမျိုးဆိုတော့ဒါကူလာတဲ့လူကတော့တတ်နိုင်တဲ့တော့ပြန်လို့ဖို့တော့ကျွန်တော်တို့မှာအစဉ်တင်ရှိနေပါတယ်လို့ဒေါက်တာဖြစ်ပြီးတော့မှဒီလူဟိုစကားမဟုတ်မမှန်ဒီမပြောချက်ပါနဲ့လူနားမလဲတဲ့လူတွေကိုဟိုသူတို့ရဲ့နိုင်ငံကြီးကြီးမှန်ချက်ကိုကူကနားမလဲဘူးဆိုရင်တောင်မှအဝေးကနေကူကျိတ်တယ်လို့ပြောလို့မရခဲ့ပါဘူးဟိုအဲ့လိုမျိုးတိရှိရှင်နေဆိုရင်တော့ဟိုအင်တာဗျူးလေးတွေပါလေးတွေလို့ပေါ့ခင်ဗျားတို့ကြီးမှန်ချက်ကပါလေလူရှင်းတာပါလေပေါ့မိပြီးတော့မှလှုပ်ဖို့လိုပါတယ်ဟူမှဘူးမတိဘာမတိတဲ့ကောင်นี่ဥပမာလူလည်းမပြောဘဲနဲ့လိုက်ဟိုဆိုတဲ့လူတွေပဲကိုလင်ဖို့ဟို online ပေါ်မှာ fundraising share ပြီးတော့မှဒီဒေါ်လာ1000 ဇဖို့ကို ZRA နာမည်အတုံးချက်ပြီးတော့တခါတလေပဲအိန္ဒိယလူအိန္ဒိယဖြစ်တယ်ပြောတယ်တခါတလေ Eastern ပဲငါတို့ကတိုက်တယ် Western မတိုက်ဘူးပြောတယ်တခါတလေ Western နဲ့ Eastern နဲ့ပေါင်းတယ်ငါတို့လာတိုက်တယ်တခါမှကျွန်တော်တို့ကဖလားမြို့နဲ့တောင်မှမကြောက်ဘူးဒါကြောင့်အခုချိန်မှာဇိုလန်ဘတာလီယန်5ဆိုတဲ့ high mall ဆိုလဲကျွန်တော်တို့တက်ဒီမြို့နဲ့ထဲပဲဒါပေမဲ့အထဲမှာဘယ်သူနေလဲဆိုတော့ဇုံမီနဲ့ world ငေါကနေတယ်ဒါကြောင့်ကျွန်တော်တို့ကဒီတိုင်းပဲထားခဲ့တာပေါ့အခုခင်ဗျားတို့လာပြီးတော့ဝင်တိုက်နေတဲ့ညီစာကလုံးပဲ world ငေါလာမှလည်းမရှိဘူးဘယ်သူမှလည်းမရှိဘူးဒါကြောင့်ကျွန်တော်တို့ဒီဇိုရောဆိုတဲ့ဥစ္စာကခင်ဗျားတို့ ZRA လည်းဖြစ်ဇုံမီဆိုတဲ့လူမျိုးတွေမုန်းတယ်ဇုံမီမရှိဘူးဘာနေပြုတ်ခဲ့ပြီမဲ့မင်းတို့ကဒီဇိုရောဒီရဲ့အကျဉ်ပြီးတဲ့လက်အောက်မှာငင်းချင်းကြီးတွေပါဒီစီဘီနဲ့စီတို့ဘာတို့ပူပေါင်းနေတာဟာလဲကျွန်တော်တစ်ဖက်ကနေဝန်တာတယ်ဘာဖြစ်လို့လဲဒီဇိုရောဆိုတာဘယ်လိုပေါ်ပေါက်လာခဲ့လဲဆိုတော့ကျွန်တော်တို့ဒီจำဖိုင်မီဇိုရမ်จำဖိုင်အိန္ဒိယဘက်မှာ1988မှာ the first Zomi convention ဆိုတာရှိတယ်အဲ့ဒီစင်မှာကျွန်တော်တို့လူမျိုးနာမည်ကိုဖိဒမဲ့ပုံကဘာဖြစ်တော့လဲဆိုတော့ linguistic အရာပေါ့ဘယ်လိုကြီးကြမလဲဇုံမီဆိုတာကတော့မန်တော်ပြီပေါ့ဒါပေမဲ့မီဇိုဆိုတဲ့ခါကျတော့တခုခုပြန်နေဖြစ်နေတယ်ဒါပေမဲ့ဇိုပဲပေါ့ဆိုတဲ့ခါမှာဒါဇုံမီလည်းရှိနေပြီမီဇိုလည်းရှိပြန်ကောဒါပြန်တုံးစလိဖြစ်နေတဲ့ခါကျတော့ဒါဆိုရင်ကျွန်တော်တို့ဒီငါတို့ကိုဘယ်သူကဒါအများဆုံးဖြစ်နေတယ်လဲဆိုတာကိုဒါဆိုရင်ကျွန်တော်တို့ဇုံနဲ့ပဲဆက်ရမှာပေါ့ဆိုပြီးတော့ဇုံ legitification ဆိုပြီးတော့ပေါ်ပေါက်လာတယ်ဒါကပထမအနေနဲ့မီဇိုဒူလန်စကားတုံးတဲ့လူကပူဆောင်မရက president ပေါ့ဒုတိယဒီအတွင်းကြီးမို့လို့တဲ့လူကတော့ ZNC ပေါ့ဇုံမီဆိုတဲ့လူတွေကအတွင်းကြီးမို့လို့တယ်ပြောရှင်တာကဒီဇိုရောကိုဟိုဒီလောက်ချိအချင်းကြီးပြီးတော့လုံနိုင်ရတနဲ့ဘာဖြစ်လို့ဒီဇုံမီဆိုတဲ့လူတွေကိုမုံပြီးတော့ဟိုပြောဒီပြောလုံနေခဲ့တယ်လဲဆိုတာကျွန်တော်ဒီကနေ့ပြောရှင်တယ်ဇုံလို့ဆိုတာ
bega popok la de su do mizo ne zo mi ko tu ro atong lo ko belu pu pong nai mle su pi ro popok la phit de da chang mo lo chuno zo ro di de lo a phin ka akung lo chuno thau khan de ba phit lo le su do zo mi di de let out ma da shin di lai di kwai pi ro group amya yi si de kha ma di zo ro ka di lu o 年轻人里边的路边来的说啦，就那人问大的，大家做米呢，米做的阿路，说了就那了，是呢，是比不帮来的来做了个人个只有点的，说了，但买嘛就那了，俺也是开的个，啊，苦生嘛这了，我俺也阿片呢就那表演面选，千说的。na me gu le Myanmar naingan tanaingan lungti o naingan tanga ba luri hu British khedi English khedo le chin su le lu myu ti le kha ma amya apin ni la di ta ne pyo me swin chono ro di tedim ne ton sang phalam bit ka lo pi la be si de da chang lo akhu seng ma ba phit lo khwai le su ro ajin lu be khong song lo shin de du a lo yin do ECC 你咯，别的那么细不？啊，互相嘛，我看啥关系，新那边呢流行的，那边咩，就那的话，集中批的，数的谁那边你啦，那怎么咯？就那的话，改变你的，说了就那表现的，啊，出的批咯，哦，路基批咯，边年咯，里边批咯。Palaku we di za piro ma di ZRA dama mo Eastern Command suda miu di tu ro ye phit po la pung di seuk seuk pyo pi ro ba ma lu tong ma na ma le de lu di lai hol be pyo ne lu the ma khim ya ro leng mi to da leng pyo da ma hou ma man pyo da ka do long wa ku yet tan jet lai ba a pu ro ring a dok tha ro ring a bo jona thak bo a kali miu ma le tu ni ma la ama la MP ဖြစ်ခဲ့ဖို့တာပေါ့ဒါ voting စတာလဲကျွန်တော်တို့ဇုံမီဒီကလေးမြို့မှာဆိုရင်အများအားဖြင့်ဇုံမီနဲ့ဖလာမမြတ်နေမယ်နော်အဲ့ဒါကြောင့်မလို့ဒါ ZRO ပေါ်ပေါက်လာပုံကကချင်ပြည်နယ်ကနေမြန်မာနိုင်ငံကချင်ပြည်နယ်ကနေတူတော့တည်ထောင်တာဖြစ်တယ်ဘီတူဒီလဲပူခိုင်ဇဆုံပူတွန်ဇခမ်ပူဝုံဆွန်ทางปูตัวขันหาวอาคูเลสีปูทางเลียนเปล่าดัชงอินเดียมาหูอินเดียพิษแค่อินเล่อินเดียเล่พิษเมียนมาเล่พิษดีลูมิวซีเปียตนามาชนรัวคุยไปคนมาชิบูเอ็ดีลูเบคเมียเดอร์เร่ไรรำดีลองไตกะนี่ปีรออินเดียก็นี่ปีโรเคมียาโรเอเปียตนาคูเคมีโรสันดาดีเปียเดบาดีเปียเดเคมียาโรสันนาโซกาละอจินวจำพายพิดเดเอเดอินเดียมาหูบูลาเอลูมิวเนี่ยโลกผู้กะมาลูบูดาปีเมเคมียาจโนคู่ดีนี่เปียวชินดากะเป็นลงชาโซมาจโนโรลูชินดากะโรบามาตะเจ็ดชินตะเจ็ดสูเรสกะปุงสานมิวเนี่ยอะคู่เชงมาเกียวมังตะเจ็ดโรมุงตะเจ็ดปูท้องตะคุบตะเจ็ดโลเบจนอเปียวชินเดเปียวชินนะครับงาโดกะดาริกูเฟเดรดิโมคราซีสุดามิวกูน้ำมาเลยยินเปียตนาอีอเมียอีพิษโปลาในเดอุปมาบอกว่าดีจูเอสมาสุนตูโดว่าเฟเดรลกาเวอร์เมนต์ซีเดดาพิเมตูโดเกเฟเดรลกาเวอร์เมนต์ซีดากูอโปกะนี่ตูโดปาวกูอพอกานี่ตะขาได้เต็ดตัวละมโหเบเนเอาซุงกานี่ดีสเตกานี่ตูโรสเตเยปาวกูดีเฟเดรลมาตูโรเชริงโลตัวราพิดเดเอราดิโมคราซีอะมโหเบเนจโนโรวะดิโมคราซีเปียอพอกานี่งาโรกะอาเมียเดบ่ไปสัมเมียเดสุรามิวเนโลมยะบูสุราปูเกียวมังกาเลตู้เย่มิวหน่อยสู้ดีซีเอ็นเอคุยดีกองท่านตาหาข้ามานีผู้รู้เลยเอราเจ้าจนอดูแลปูท้องสักคูเบี้ยเป็นลงชาเข้ามาเล่นมาชูแค่เลยมิวดีตู้เย่
လူပြောမလဲသူ့ရဲ့နေနမိတ်ထဲမှာနေတဲ့လူမျိုးတွေကလည်းကျွန်တော်တို့ဖလာမ်ပဲဟာခါပဲမတော်ချင်ဘူးအဲ့ဒါကျွန်တော်တခုရှိတာကပါလဲဆိုတော့မနီကပူပွီးတဲ့ကလည်းပြောတယ်ပူမှုထန်းကိုအရန်ကောင်းမြတ်တယ်ချင်းလူမျိုးတွေကိုအရန်ချစ်တယ်ဆိုတော့ပြောတယ်စစ်ကောင်စီလက်အောက်မှာပါတီတစ်လို့တဲ့လူအခုချိန်မှာဒီလူမက်အွန်လိုင်းအောက်မှာပါတီတီထောင်တဲ့လူကိုဒီလူပြောတဲ့လူကကျွန်တော်တို့ရင်တုန်းကဇုံမီ political party ဖြစ်တဲ့ပူငင်ကမ်ပြန်ကိုမက်အွန်လိုင်းကဇာထုပေါ့သူနဲ့လို့တွေးဖို့ဇာထုပြီးခဲ့ပါတယ်အဲ့ဒီချိန်မှာသူကလည်းလက်ခန္ဓာမခန္ဓာမတိတိဘူးဦးပက်ဒီယာကိုလို့မင်းအောင်လိုက်နဲ့ပေါင်းတယ်တတ်ပြမှန်ပါနေပေါ့ခင်ဗျားတို့မကဘူးကျွန်တော်တို့အဲမှာလည်းရှိနေတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်တို့လူမျိုးကြီးနဲ့ပဲတွားတဲ့ခါကျတော့ပူငင်ကမ်လည်းကလည်းအဲ့ဒီတာဝန်ကမယူရှင်ဘူးမယူတဲ့ခါမှာမူထငါတခါတဲ့ယူသွားတယ်သူတို့ခင်ဗျားတို့ကမင်းအွန်လိုင်းနဲ့ပေါင်းနေကြတာကဘယ်သူဒီလဲဆိုတာကိုပြည်သူလူစုကတော့တော်တော်များများသဘောပေါက်နေပြီပေါ့ခင်ဗျားတို့ကမူဆောင်ကထန်တန်မြို့နယ်အဲမှာမွေးခဲ့တဲ့ထန်တန်တာပေါ့ဒါမင်းအွန်လိုင်းနဲ့ဒီလောက်ပေါင်းနေတဲ့ခေါင်းဆောင်ကြီးဖြစ်နေတဲ့တဲ့ဟာကိုခင်ဗျားတို့ကဒီလူဟာမျိုးမပူပေါင်းနိုင်ရှင်တဲ့ပူငင်ကမ်ပြန်တောင်မှတတ်နေပါနဲ့ ZRA ကမင်းအွန်လိုင်းနဲ့ပေါင်းတယ်ဆိုတာဆွဆွဲတာကမလွန်ဘူးလားမလွန်ဘူးလားအခုတိတ်ပြီးတော့ကြာမှာမဟုတ်အဲ့ဒါမျိုးဒါတွေကလည်းပူပွီးတဲ့လေကုနီနာမာနေတဲ့လူမျိုးတွေနီကူမောင်နှမနေတဲ့မနီနိုင်ပဲနဲ့အဲ့ဒီလူတိုက်ခိုက်ပြီးတော့ဟိုးအဝေးကြီးမှာသူတို့ဒေါ်လာလေးတွေဟိုဘာတွေလူရှင်တယ်ဆိုတာကတော့တိတ်မကောင်းဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကအခုချိန်မှာမင်းအွန်လိုင်းနဲ့ဘယ်သူတွေပေါင်းလဲဘယ်သူတွေတိုက်လဲဆိုတာခုကဟာခါမှာစစ်ကောင်စီအများကြီးရှိတယ်စာမီးပွဲတွေစေတန်စာမီးပွဲတွေအများကြီးကစာမီးပွဲပြီးသွားပြီဒါကမင်းအွန်လိုင်းနဲ့ပေါင်းတယ်ဆိုတာဘယ်မျိုးကမင်းအွန်လိုင်းနဲ့ပေါင်းတယ်လဲဆိုတာမျိုးကျွန်တော်ဒီနေ့နည်းနည်းပြောရှင်ကဇိုလန်ကလည်းအဒီကတော့ချင်းဘလာဒါဟူနဲ့ ICNCC ပြန်ပေါင်းတယ်ဆိုတာကတစ်ဖက်မှာကောင်းတယ်ဆိုပြီးမဲ့ CNF ရဲ့နိုင်ငံကြီးလေးကွက်ဖက်မှာညီတော်မလားလို့ကျွန်တော်အဲ့လိုမဲ့မြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ CNA ဆိုတာခေတ်အစစ်စစ်ကသူတို့ကဘယ်သူမှမစုံဘူးတက်စာခဏဖောက်နေတဲ့လူဖြစ်တယ်UNFC မှာသူတို့စီလုံးနေတဲ့ခါမှာသူတို့ကိုကျွေးမွေးဆောင်ရှုပ်ပြီးတဲ့ KIA ကိုတောင်မှမမီးပဲနဲ့သူတို့တခါတဲ့တစ္ဆာဖောက်ပြီးတော့ NCL မှာတော်ထူတဲ့လူမျိုးတွေဖြစ်တယ်အဲ့ဒီလူပဲ ZRO ဌာနချုပ်မှာ2006မှာသူတို့တဘောတူပြီးတော့လက်မှတ်ထူပြီးတော့တစ္ဆာဖောက်တဲ့လူတွေကသူတို့ပဲအဲ့ဒါကြောင့်ဒီ CNA ကိုဘယ်သူမှမယုံရှင်ဘူးပေါ့နော်ဖလမ်ကြီးလဲစလိုက်ပီတာထံကလည်းပြောไปတလောက်ပြောတတ်တလောက်တော့တိတ်လက်တွေ့တော့မလုပ်ဘူးလို့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတော့CNA အနီနဲ့တော့ဇိုလန်လက်ရှိတာပေါ့ ZRA ရှိတာပေါ့ကျွန်တော်တို့အတွက်တော့ဘာမှတိတ်ပြီးတော့ကြောက်စာမလို့ဘူးလို့ပဲကျွန်တော်မြင်တယ်ဖလမ်ဒီကျအတွက်တော့ CNO ကိုကောင်းမွန်ခင်ဗျားတို့တည်ဆောက်ပါဘာဖြစ်လို့လဲဆိုတော့ CNO CNDF ကုံတွဲရင်ခင်ဗျားတို့လည်းတခါတည်းကုံတွဲမှာဖြစ်တယ်သူတို့ZRA ကိုဘာဖြစ်လို့ဒီလောက်မုန်းလဲဆိုတာကျန်တဲ့လူသူတို့ကြောက်တာမဟုတ်ဘူးဇိုလည်းဖြစ် CNDF လည်းဖြစ်မန်ဒလည်းဖြစ်တခါတည်းသူတို့မနစ်စာလိုပဲတခါတည်းတိုက်ပစ်လိုက်မှာဆိုတာသူတို့ကလုံနေတာဖြစ်တယ်ဒါကူသဘောပေါက်ဖို့လိုတယ်โอเคဒီနေ့ဒီလောက်ပါပဲတော့ကျွန်တော်တို့ကတော့ဒီလိုက်မကောင်းတဲ့ตัวจังဒီလူကြီးဖြစ်ပြီးတော့
linh nhà mua đi online bỏ mà đi fundraising xe này đấy Dr. Roding lại fit đi PDA bỏ bao là gì ZRO của bên này là bỏ bao là đấy miêu nuôi su đam mô lu miêu gì biết là fit là su đâu cho nó biểu là fit đấy alung của chỉ tiền bà đấy